Hi မို့ပါဖြစ်ပါတယ်မို့ကို Facebook မှာတော်တော်များများပေါ့နော်မို့ရဲ့ YouTube channel ရှိလားဆိုပြီးမှအများကြီးလာမိကြရပေါ့နော်အဲ့တော့ YouTube channel ကကျတော့ရှိတယ်ဒါပေမဲ့ဘာဗီဒီယိုမှမတင်ရသေးဘူးပေါ့နော်အဲ့တော့တချို့တင်ရှင်တွေဆိုတော့အခုကတည်းကရင် subscribe လုပ်ချင်နေပြီနဲ့တူပါတယ်မို့ခဏခဏလာမိပေါ့နော်ဒါပေမဲ့အဲ့ဒီ YouTube channel မှာကျတော့ဟိုလိုမျိုးလုပ်ဖို့တော့မဟုတ်ဘူးပေါ့နော်ဘယ်လိုပြောမလဲစာတင်ဖို့တော့မဟုတ်ဘူးเนาะစာတင်တာတော့ Facebook မှာပဲတွားမယ်ဒါပေမဲ့ YouTube channel မှာကျတော့ life experience နဲ့ပတ်သက်ပြီးမှဘောတိခန်းစာတွေကိုသင်ခန်းစာတွေကိုအကောင့်အဆိုးပေါ့เนาะဘယ်လိုကြုံတွေ့ခဲ့တယ်ဆိုတဲ့အကြောင်းဘောကတိုးတက်ကြောင်းနဲ့ပတ်သက်ပြီးမှ suggestion ပေးတဲ့ video တွေမျိုး create လုပ်တော့ဖို့ရှိတယ်ပေါ့เนาะအဲအကြောင်းတငယ်ချင်းတို့အနေနဲ့supporting လုပ်ချင်နေဆိုရင်ဒါမှမဟုတ်မို့ရဲ့မို့စီကနေပေါ့နော်အဲ့လိုမျိုးအကြံပေးချင်းပါညာတွေနားဆင်ချင်းတွေဆိုရင်တော့subscribe တောက်လို့ရပါတယ်အခုဒီဗီဒီယိုကိုလည်းYouTube မှာတင်ထားပါမယ်အားလုံးရဲ့ supporting ပေးမှုကိုမို့စောင့်စမ်းနေပါတယ်တစ်ဆက်တည်းမှာပဲမို့အကောင်းဆုံးဗီဒီယိုတွေကို create လုပ်သွားအောင် create လုပ်နိုင်အောင်ကြိုးစားတော့မယ်နော်အခုတော့တော်တော်လေးကလုပ်ကျောင်းမှာလေကျောင်းနဲ့အလုပ်တစ်ဖက်အဲ့လိုမျိုးရင်း busy နေပါတော့ကျောင်းကလည်းနှစ်ကျောင်းအလုပ်ကလည်းနောက်တစ်လုပ်သုံးလုပ်ရှိတယ်ပေါ့နော် online teaching ရှိတယ်မို့စီမှာမို့ကကျောင်းတက်နေတဲ့အဲ့ဒီအပိုင်းတွေရှိတယ် assignment လုပ်ရတယ်ဆောင်ဝတ်ဖြေဖို့ရှိတယ် practical ဆင်းဖို့ရှိတယ်ပေါ့နော်ပြီးကြတော့ကျောင်းမှာလည်းမို့ကကျောင်းတာဝန်ခံဖြစ်တဲ့ကျောင်းမို့ဆက်ဆက်ရအဲ့လိုမျိုးခေါင်းကြီးရတယ်ပေါ့နော်စီမရတဲ့အပိုင်းရှိတယ် guideline လုပ်ရတဲ့အပိုင်းရှိတော့တော်တော်ရရန်ကိုမှအလုပ်ဖြစ်နေပါတယ်အခုတောင်မှ assignment တစ်ခုမပြီးလို့တော့လုပ်ဖို့ရှိပြီအဲကြောင့်မို့ဒီလောက်ပဲ bye bye see you in my coming videos